အားလုံးပဲ good morning ပါဒီနေ့ကျွန်တော်တို့သွားမယ့်နေရာလေးကတော့ခေါက်ရမြို့မှာရှိတဲ့ villa လေးတစ်ခုပေါ့နော်အဲ့ဒီကိုကျွန်တော်တို့ထင်းပေးတယ်တညအိမ်2ရက်ခရီးနဲ့တောင်းမှဖြစ်ပါတယ်ကျွန်တော်တို့ဒီပြင်သစ်ကလာတဲ့ကျွန်တော်တို့ manager ပေါ့နော်သူထိုင်းလန်ကိုတစ်ပတ်လာတဲ့အချိန်တော့တွင်မှာကျွန်တော်တို့တင်းက member ဆိုပြီးတော့ခရီးသွားမယ့်နေရာလေးကို plan ဆွဲပါတယ် plan ဆွဲပြီးတော့ကျွန်တော်တို့ colleges တွေကထိုင်းတယောက်ကပေါ့နော်ဒီနေရာလေးကအရန်မိုက်တယ်ပေါ့နော်ကျွန်တော်တို့ခြေလို့လည်းကောင်းတယ်ဒါတို့လည်းကောင်းတယ်ဆိုပြီးတော့ကျွန်တော်တို့ကို recommend ပေးတယ် recommend ပေးပြီးတော့ကျွန်တော်တို့ကဟုတ်ပြီဒီနေရာလေးကိုငါတို့တွားကြမယ်ပေါ့နော်ဒီ manager line တွားကြမယ်ဆိုပြီးတော့အစီအစဉ်ဆောက်ဆွဲပါတယ်နေရာလေးကတော့ခေါင်းရံမြို့မှာရှိတဲ့ကျွန်တော်တို့ villa လေးပေါ့နော်အဲ့ဒီနေရာလေးကတော်တော်မိုက်တယ်ဗျဘာလို့လဲဆိုတော့ villa တွေအများကြီးပဲပုံစံတူအများကြီးပဲပေါ့နော်ကို channel လေးနဲ့ကိုနေရတဲ့နေရာလေးဖြစ်ပါတယ်အဲ့တော့ like ခဲ့ကြပါဦးနော်ဒီရင်းနေရလဲလမ်းမှာတွားနေတဲ့အချိန်တော်တယ်ပေါ့နော်တော်တော်လှတယ်ဒီကောင်ကကျတော့ဘန်ကောက်မြို့ကထွက်ပြီးသွားပြီကျွန်တော်တို့ခေါက်ရိုင်မြို့ကိုတွားတဲ့လမ်းမှာပေါ့နော်ကျွန်တော် villa တွားတဲ့လမ်းမှာပေါ့တိန်နေရလဲအရင်ကြည့်လို့လှတယ်ပေါ့နော်ဘေးကရှူရင်းနေရတယ်လှတယ်အဆင်ပြေတယ်ကျွန်တော်တို့သဘောကျပါတယ်ဗျာကဲ finally နောက်ဆုံးကျွန်တော်တို့နေမယ် villa လေးကိုရောက်ပြီပေါ့နော်အဲ့ဒီ villa လေးကချန်နဲ့ဝင်တယ်ကားပါကင်ရတယ်အကျယ်ကြီးပဲကျွန်တော်တို့ကားလေးစီထွားတယ်ကားလေးစီကောင်းကောင်းရက်လို့ရတယ်ပေါ့နော်ကျွန်တော်တို့ပြီးတော့အင်းစောက်ထားတဲ့ architecture ကျွန်တော်အရင်သဘောကျတယ်အဲ့ဒီမှာအခန်းက၄ခန်းပါတယ်အဲ့ဒီတစ်ခန်းမှာခုကျွန်တော်တို့ဝင်ကြည့်တဲ့အချိန်ကျတော့ double bed နှစ်ခုပါတယ်နောက်ပြီးတော့ရေချိုးခန်းကိုကျွန်တော်တို့ဖွင့်ကြည့်လိုက်ရင် jacuzzi ပါတယ်မိုက်တယ်အခန်းပေါ့နော်ပြီးတော့ဘီလီယက်ခုံပါတယ်ပေါ့နော်ဒီဘီလီယက်ခုံကိုကျွန်တော်တို့ဆော့လို့ရမယ်အဲ့ဘီလီယက်ခုံလှန်နိုင်လို့ရတယ်လှန်လိုက်ရင်နောက်တော့ဟိုပေါ့ပြောရမယ်ကလေးကျွန်တော်ငယ်ငယ်တော့ကစားလို့မျိုး ice ဟိုပါလေးပေါ့ဒီအပြားလေးနဲ့ဆော်တဲ့ဟာလေးအဲ့ဒါလေးလည်းလုပ်လို့ရတယ်ပြီး karaoke ပါတယ်ပြီး YouTube နဲ့ဖွင့်ပြီး karaoke ကြည့်လို့ရတယ်ပေါ့နော်ပြီး kitchen ကလည်းနှစ်ခုပါတယ်ဒါကတော့ကျွန်တော်တို့နေတဲ့ villa ရဲ့အရှိရ from view ပေါ့နော်မိုက်တယ်ဗျာ from view တော်တော်မရေကူကန်နဲ့ပါတယ်နောက်မှကျွန်တော်သဘောကျဒီအိမ်ချားနေမှာလားအဲ့လိုနေရာလေးကဘာဘီယူလုပ်တဲ့နေရာလေးအစင်တော်ပြေးအဲ့နေရာလေးကအဲ့တော့အပြင်မှာတီးတန့်ဆိုတော့ညောင်နေပါတယ်အိမ်ထဲကိုမဝင်တော့ဘူးဗျာအဲ့လိုမျိုးအဲ့ဒါနဲ့ကျွန်တော်လည်းဆက်စုချင်တာနဲ့အပေါ်တက်ပြီးတော့ကြည့်တယ်ပေါ့နော်အပေါ်ထက်များဘာတွေရှိမလဲဆိုတော့အကုန်လုံးဒီဘေးပတ်ပတ်လည်းအကုန်လုံးဒီပုံစံဒီဇိုင်းတွေကြီးပဲဒီ architecture ဒီဇိုင်းတွေကြီးပဲတော့မိုက်တယ်ပေါ့နော်ဒီ one area အကုန်လုံးပါပြီးတော့ဒီကောင်တွေအကုန်လုံး solar နဲ့ run လာတာဗျာပြီးတော့ကျွန်တော်အိမ်နောက်ဘက်ကိုကြည့်လိုက်တော့အိမ်နောက်ဘက်က filter ကလည်းသူတို့မီတာစုလာပြီးခြေတယ်ပေါ့နော်ဒါဖေးဘက်မှာလည်း filter တစ်ခုရှိတယ်အရှေ့မှာလည်းရှိတယ်မျက်နှာချင်းတိုင်းမှာလည်းရှိတယ်အရှေ့မှာလည်းရှိတယ်ပေါ့နော်good so တကယ်ချင်းပေါင်းနေနေလာပြီးတော့ ACC တညအိပ်ပဲဖြစ်ဖြစ်တညအိပ်ပဲဖြစ်ဖြစ်ချိန်မဲဆိုရင်တော့တော်တော်အဆင်ပြေတယ်ပေါ့နော်မိုက်တယ်တဘောချတယ်ကျွန်တော်ပေါ့နော်ဒီ villa ကို booking လုပ်ပေးတဲ့ Thai colleges တယောက်ကိုကျွန်တော်စေနှုံးမေးကြည့်ပေါ့နော်ကျွန်တော်တို့စနေညတညအိပ်ပြီးတနေ့ကနေပြန်နေဆိုတော့သူတောက်ကြနဲ့စနေဆိုရင်တညဟို1000ဝန်းကျင်လို့ပြောရဗျအဲ့လိုစေနှုံးပါလေဒီနေရာလေးကတော့ကျွန်တော်သဘောကျတဲ့နေရာလေးပေါ့နော်ကျွန်တော်ပြောသလိုအဲ့ဒီနေရာလေးဘာဘီကျူလုပ်စားလို့ရတယ်ညောင်းနဲ့လုံးဝမဝင်ပေါ့နော်ဘေးဘက်မှာအိတ်ခန်းရှိတယ်ပြီးတော့ဒီဘက်မှာကကြတော့ကျွန်တော်အဲခန်းရှိတယ်ပေါ့နော်မိုက်တယ်ဗျvilla နာမည်ကတော့ Monterey House လို့ခေါ်တာပေါ့နော်မိုက်တယ်နာမည်လေးကအဆန်းလေးပဲဒါကတော့အဲကန်လေးပေါ့နော်ကဲအဲကန်လေးကိုကျွန်တော်ပြပါမယ်ဒါတော့အဲကန်လေးပါအဲ့ဒီမှာသူတို့ထားရတဲ့ပစ္စည်းတွေလည်းမစိုးပါဘူးမိုက်တယ်ဒီနေရာလေးကကျွန်တော်တို့ karaoke ဆိုမဲ့နေရာလေးပြီးတော့လာလည်မဲ့လူတွေခင်းဆက်ပါလိုက်တော့ပိုကောင်းတယ်ဟုတ်တယ်ကျွန်တော်တို့ကညဘက်ခင်းဆော့ရဗျခင်းဆော့ရတော့ဒီမှာ Nintendo Switch လေးဆော့ကြတယ်ပြီးတော့ဒီမှာအိမ်ခန်းလေးခန်းပါတယ်ပေါ့နော်အိမ်ခန်းတစ်ခန်းကိုကျွန်တော်စပြီးဖွင့်လိုက်မယ်ဆိုရင်ဒီမှာအောက်မှာအိတ်လို့ရတဲ့လူ2ယောက်အစားအိတ်တဲ့နေရာရယ်ဒီမှာ double bed ရောရယ်မိုက်တယ်ရောက်တော့ရောက်ခိုက်ကျွန်တော်လည်းတချင်းမဆိုတာကြာပြီဆိုတော့တချင်းစုံမယ်ပေါ့ဆမ်းမယ်ပေါ့အတန်ဆမ်းမယ်ဆိုပြီးဆမ်းပါတယ် sound system တော့မိုက်တယ်အဆင်ပြေတယ်ဆိုလို့ကောင်းတယ်မိုက်နှလုံးရှိတော့တင်ရနေပတ်ပြီးတော့ဆိုရမယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဘီလီယက်ထိုးတယ်ဘီလီယက်ကျွန်တော်အထိုးတက်ကြီးလည်းမဟုတ်ဘူးပေါ့နော်ဒါပေမဲ့လည်း just for fun colleges နဲ့ထိုးပါတယ်
ပြင်အဲ့ဘီလီယက်ခုံလာလှန်လိုက်ရင်ဒီလိုပုံစံမျိုးအဲ့ဒီကောင်ဆော့လို့ရတယ်ဗျအပြားလေးနဲ့ပေါ့နော်ကျွန်တော်တို့ဒီကောင်ကတော့ကျွန်တော်ညဘက်ရောက်သွားပြီပေါ့ညဘက်ကျွန်တော်တို့ဘီလီယက်ထိုးတယ်နေရာလေးပေါ့ဒါကတော့အမှတ်တရအနေနဲ့ college day တက်ပွင့်နေတာပေါ့နော်ဒါကမနက်ကထမင်းဆိုင်နေရာလေးမှာပေါ့ပြီးတော့ကျွန်တော်တို့နောက်နေ့ရောက်သွားပြီပေါ့နော်နောက်နေ့ကျွန်တော်တို့သွားတော့မပြန်ခင်မှာ coffee ဆိုင်လေးတစ်ခုထိုင်အဲ့ဒီ coffee ဆိုင်နာမည်က today moment လို့ခေါ်တယ်အရမ်းမိုက်တယ်ဥပမာခောက်ရင်ရောက်ရင်အဲ့ဆိုင်လေးကိုတော့သွားဖို့ကျွန်တော် recommend ပေးတယ်ဗျာဘာလို့လဲဆိုတော့နေရာအကျယ်ဝန်းကလည်းအကျယ်ကြီးပဲ channel ဝင်နေပဲ coffee ဆိုင်ကအရမ်းမိုက်တယ်ထိုင်လို့အရမ်းကောင်းတယ် vibe အရမ်းမိုက်တယ်ဗျာအထဲထဲမှာထိုင်မလားဒါပေမဲ့မနက်ပိုင်းလို့နေခင်းပိုင်းလို့ဆိုရင်တော့အပြင်မှာပူနေပူတယ်ပေါ့နော်အဲ့လိုညနေပိုင်းဆိုရင်တော့အဆင်ပြေတယ်အဲ့လိုမျိုးဆိုင်နမရ coffee ဆိုင်နမရ today moment လို့ခေါ်တယ်ဒါဒီနေရာကျတော့ဒါတစ်ဆင့်ပေါ့နော်အဲ့တစ်ဆင့်ကမှနောက်တစ်ဆင့်ရှိသေးတယ်အဲ့တော့ညနေလို့နေဝင်စီးစာကြည့်မယ်ဆိုရင်တော့တော်တော်မိုက်တယ်ဗျမိသားစုနဲ့လာတာပဲဖြစ်ဖြစ်တကယ်ချင်းနေလာတာဖြစ်ဖြစ်အဲ့ဒီမှာထိုင်ပြီးတော့ coffee လေးတောင်းအေးဆေးနေဝင်စီးစာလေးကြည့်မယ်ဆိုပါတယ်အခုဒီကျွန်တော်ရောက်နေတဲ့နေရာလေးကတော့သူကအောက်ဆုံးအဆင့်ပေါ့နော်သူနောက်အလဲအဆင့်ရှိသေးတယ်အခုဒါလေကားလေးနဲ့တက်သွားရင်ကျွန်တော်တို့ဖယ်ရောက်မလဲဆိုတော့အလဲအဆင့်နဲ့ရောက်လိမ့်မယ်အဲ့အလဲအဆင့်မှာလည်းအဲ့လိုသူတို့ခုံလေးချပေးကြတယ်အဲ့မှာလည်းထိုင်လို့ရတယ် view ကတော့အရင်မိုက်တယ်တော်တော်ကြီးကိုမိုက်တယ်ဗျစာသားလေးကိုသဘောကျလို့တပုံရိုက်လာတာပေါ့နော် today moments are tomorrow memories ဆိုတာ so အတိတ်ပဲလေးသူရေးတာမိုက်တယ်ပြီးတော့အပြင်စင်လေးတွေအရန်တိတ်တက်တယ်ဗျာမျိုး coffee ဆိုင်လေးကဒါကပထမတက်ပေါ့နော်ထိုင်ပြီးတော့ကြည့်ရတဲ့ view ပေါ့ဥပမာကိုကအလုပ်လုပ်ပြီးတော့ work from home နေပဲဖြစ်ဖြစ်ကိုကရုံတက်ဆရာမလို့တဲ့အလုပ်တွေဆိုရင်ဒီမှာ coffee လေးတောက်မုတ်လေးစားပြီး view လေးကြည့်ပြီးတော့အလုပ်လုပ်ရတဲ့ feeling ပေါ့နော်ပြီးညနေဆိုရင်နေဝင်စီးစာလေးကိုကြည့်နေဝင်ချိန်လေးကိုကြည့်ပြီးတော့လုပ်ရတာအရန်မိုက်တယ်ကျွန်တော်လည်းဆိုင်ငန်းထဲမှာရှိတဲ့နေရာလေး coffee ဆိုင်ငန်းထဲမှာရှိတဲ့နေရာလေးတပေါ်ကြလို့ဓာတ်ပုံလေးတချို့ရိုက်ခဲ့ပါတယ်ဆိုပါဦးဒီနေရာလေးဆိုတော်တော်မိုက်တယ်နောက်ခံအဲ့ပတင်ပေါ်ကဒီနောက်ကတောင် view လေးကိုမြင်နေရတာပေါ့နော်ဆိုမိုက်တယ်ဒီနေရာလေးလည်းမိုက်တယ်ဒါကတော့ coffee ဆိုင်ရဲ့အောက်ကနေပေါ့နော်အောက်ဆုံးဆင်ကနေပြီးကျွန်တော်ရိုက်ထားတဲ့ view လေးဒီမှာဆိုတော့ဆုံးစမှာလို့ထိုင်ပြီးတော့ခုံလေးနဲ့ထိုင်ပြီးစေးချေးပြီးတော့နေလို့ရတဲ့နေရာလေးပေါ့ဒါက coffee ဆိုင်ကနေမပြန်ခင်ကျွန်တော်တို့ team member တွေနဲ့ manager တွေနဲ့ကျွန်တော်တို့ဓာတ်ပုံရိုက်တဲ့ coffee ဆိုင်ရှိမှာဘန်ကောက်ကိုမပြန်ခင်ပေါ့နော်ပြီးတော့ဘန်ကောက်ကိုပြန်ပြီးတော့ကျွန်တော်နောက်နေ့ရုံတက်တော့ manager မေးတဲ့မေးခွန်းလေးတစ်ခုပေါ့နော်အဲ့အလုံးနဲ့သက်ဆိုင်တဲ့မေးခွန်းလေးတစ်ခုရှင်းမှန်လို့ကျွန်တော် PSC အင်းကြီးပေးတယ်ပြီးတော့နောက်နေ့ကျတော့ manager ပြန်ပြီပေါ့နော်အဲ့တော့ manager မပြန်ခင်ကျွန်တော်လက်ဆောင်ပေးပါတယ် thank you for watching